ရံကန်ရှင်ပြုလူတော်မင်္ဂလာကုသိုလ်တော်ပါဗျာနန္ဒောနန္ဒ၅ပါးဖြင့်နတ်သမီးများအားဤသူကအပေါ်မများအမှုထား၍ဘုဒ္ဓဒေသကြီးနတ်တလင်းခရိုင်နတ်တလင်းမြို့ကံကြီးလန်းနေလူဒါယကဦးအိုက်ပန်ခင်လူဒါယကမဒေါ်ခင်မြတ်လွယ်မိသားစုတို့ကသန္တရာဝင်စင်းရဲမှပြင်းလို့ရအမှန်လက်နိဗ္ဗာန်ကိုဒီတန်တောင်းစုအာယုံပြုတဲ့ဆေလာသွားသောယနေ့တိရှာသာလာယရဏဖြစ်သောမောင်အာမန်တွေအားဗဗ္ဗတာအမွေသာသနာ့ဒါယစာအမွေရှင်သာမဏေဖြစ်သူသွင်းရှိမြင့်ခြင်းရံအောင်နှစ်ပါးရံမောင်တင်သွင်းရှိမြင့်ခြင်းမောင်အာမန်တွေအားရှင်သာမဏေဖြစ်သူသွင်းရှိမြင့်ခြင်းကုသိုလ်တော်နှင့်တန်ခါတော်ရှင်သူမြတ်တို့အားဆွမ်းခဲ့ပေါ်ဘောစဉ်ရှုရှင်ရတာဖြောင်ပြတို့ကိုထူထမ်းခြင်းကုသိုလ်တော်ပါဗျာဘုရားကြီးဒုတိယဖြစ်တဲ့စိတ်မှာပါတဲ့ဘုရားရှင်နာကြီးသူနေတဲ့စိတ်မှာပါတဲ့ဘောဇရဲ့စိတ်နာကြီးဒီတော်ရဲ့စိတ်ကပရစနာကြီးကအခါရတဲ့ဘုရားကလာဘူးဘုရားဆရာမကြီးကအဲ့ဒါကောင်းတဲ့ပိုင်းဖြစ်တဲ့ဟာကိုအလုံးဩကာသစာရှိအောင်ဩကာသဩကာသဩကာသကာယေကံဝစီကံမနောကံသဗ္ဗဒေါသခသိမ့်သောပြည့်တို့ကိုကြောက်ပါစေခြင်းအကျိုးမှာပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယတနာဘုရားယတနာသံဃာယတနာယတနာမြတ်သုံးပါးတို့ကိုလူသည်ဒီမြတ်လက်ဆုံးကို၍